short clips ကနေပြလဲကျိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Passenger ဆိုတဲ့ sci-fi romance နဲ့ drama ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးသွားမှာပါဇလန်အစအဆုံးပြောပြမှာဖြစ်လို့ spoiler ဝက်ပေးထားပါရစေကအတူတူကြည့်လိုက်ရအောင်ဗျာဟိုးဝေးကအာကာသထဲမှာအဗလာလူခေါ်တဲ့ဂျက်တာယာကူတင်မောကြီးဟာ Homestand နှစ်လူခေါ်တဲ့ကိုလိုနီနယ်မြေတစ်စီကိုဦးတီမောင်းနေပါတယ်တင်မောပုံမှာလူသူကင်းမဲ့နေပြီးအာသာဖက်လို့စနစ်နဲ့ပဲတွားနေတာပါဒီတင်မောကြီးပုံမှာအဖွဲ့သားနေရ58ဦးနဲ့ခရီးတဲ့ကတူညကျော်ဟာ AK8 section hibernation စနစ်နဲ့အိမ်မောကြနေကြပါတယ်ရုတ်တရက်ဆိုသလိုတင်မောဟာဂျိုတင်ဂျိုမောခဘက်တစ်ခုကိုဖျက်တမ်းမိပြီးအကာအကွယ်တိုင်းတွေအားနည်းလာပါတယ်။တိုင်းတွေစီကိုစွာရင်တွေအတင်းလွတ်ပေးလိုက်ပြီးမြဲကြီးမားတဲ့ဂျိုတင်တစ်ခုနဲ့တိုင်းမိဖို့လမ်းကြောင်းပေါ်ရောက်သွားပါတော့တယ်။အဲ့ဒီနောက်ဂျိုတင်နဲ့တင်မောတိုင်းမိသွားပြီးစက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေစဖြစ်လာပါတယ်။တင်မောကသူ့ဖတာသူကလည်းပြုပြင်တဲ့စနစ်စတင်ပြီးမြဲအိတ်ဆက်ချင်းဆက်ခေါင်း hibernation ဖာတစ်ခုကတော့ပွင့်သွားခဲ့ပါတယ်။အဲ့ဒီထဲကနိုးလာတဲ့သူကတော့စက်မှု engineer Jim Person ပါဆက်လိုလျောက်စနစ်ကသူ့ကိုနိုးထဖို့ကူညီပေးပြီးသူဟာအနှစ်တရာနှစ်ဆက်ကြာအိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းနောက်၄လနေရင် Homestand ကိုရောက်တော့မှဖြစ်ကြောင်းပြောပြပါတယ်ကျန်ရှိတဲ့၄လအတွင်းမှာတင်မောဘောကအကောင်းစားဝန်ဆောင်မှုတွေကိုခံစားနိုင်ပြီလို့လည်းဆိုပါတယ်ကျန်ဟာတခြားသူတွေနဲ့တွေ့ရတော့မယ်ဆိုပြီးစိတ်လှုပ်ရှားစွာနဲ့ပြင်ဆင်ပြီးအတန်းတစ်ခုတည်းကိုဝင်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတင်မောပုံမှာဒုတိယထက်ဖြစ်နေတာပါ hologram ဆီယာမကကဘာမီဟာလူရီထူထလုံးပြီးကုံစင်းလုံးကြီးမြင့်ကြောင်းရှင်းပြနေချိန်မှာ Jam ကသူဘာလို့တယောက်တည်းဖြစ်နေရတာလဲလို့တောက်လျှောက်မေးနေပါတယ်ဒါပေမဲ့ hologram ကပြန်မဖြေနိုင်တဲ့အခါမှာသူဟာတခြားလူတွေကိုလိုက်ရှာပါတော့တယ်တရင်ချက်လက်ကောင်တာကိုတွားမိတဲ့အခါလူအစ်စ်နဲ့စကားပြောချင်တယ်လို့ပြောလို့ဝန်ထမ်းတယောက်စီလှုပ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမှာလည်းဘယ်သူမှမရှိပါဘူးနောက်ဆုံးတင်မောင်းမောင်းနဲ့ဝစ်စုံခံ bridge ကိုတွားကြည့်တော့လဲအဖွဲ့သားအားလုံးဟာအိမ်မောကြနေစေဖြစ်တာကိုအပြင်ကနေမြင်လိုက်ရပါတယ်နောက်ဆုံးချင်းဟာနက်ခက်ကြီးစခန်းကိုရောက်သွားတဲ့အခါမှာကြောက်စရာအမှန်တရားကိုသိလိုက်ရပါတယ်အဲ့ဒါကတော့ Homestand နှစ်ကိုရောက်ဖို့နောက်ထပ်အနှစ်60တောင်လိုသေးတာပါသူဟာအရန်စောပြီးနိုးလာခဲ့တာပါသူဟာပြန်အိတ်လို့ရမယ့်နီလန်းကိုရှာပေမဲ့မတွေ့တာကြောင့်ကဘာမြေစီကိုအကူအညီတောင်းတဲ့ message ပို့လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီ message ကကဘာကိုရောက်ဖို့55နှစ်လောက်ကြာမယ်လို့ပြန်ကြားလိုက်ရတဲ့အခါကျန်တယောက်စိတ်ပြအားငယ်သွားပါတော့တယ်Jim ဟာတင်မောဘောကဘာတစ်ခုကိုရောက်သွားတဲ့အခါလူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူနဲ့စကားပြောနေရင်တစ်ခုထူးဆန်းနေတာကိုသတိထားမိလိုက်ပါတယ်။အဲ့ဒီလူကအရက်ငှက်ပေးဖို့လှည့်လိုက်တဲ့အခါမှာသူဟာ Android လို့ခေါ်တဲ့ Android စက်ရုပ်တရုပ်ဖြစ်နေမှန်းသိလိုက်ရပါတော့တယ်။ Jim ဟာသူ့ကိုအခြေအနေတွေရှင်းပြဖို့ကြိုးစားပေမဲ့စက်ရုပ်ဖြစ်တဲ့အတွက်ကတော့ဒါတွေကိုနားမလည်နိုင်ခဲ့ပါဘူး။နောက်တနေ့မနက်မှာတော့ Jim ဟာသူ့ရဲ့အခန်းထဲမှာနိုးလာပြီးစားတောက်ခန်းကိုတွားခဲ့ပါတယ်။ဒါပေမဲ့မန်ထဲမှာရှိတဲ့အကောင်းစားစာတွေဟာ Gold Class အဆင့်မြင့်ခရီးတွေအတွက်ပဲဖြစ်နေတာကိုသိလိုက်ရပါတယ်။သူဟာရိုးရိုး coffee တစ်ခွက်ကိုပဲတောက်ပြီးသူ့ရဲ့အိတ်ဆက်ချင်းဆက်ကောင်းကိုပြန်ပြင်ဖို့ကြိုးစားပါတော့တယ်။ကိရိယာတွေအစုံအလင်နဲ့ပြန်ပြင်ပြီးဆက်ထဲဝင်လဲကြည့်ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူး။အဖွဲ့သားတွေရဲ့အိတ်ဆက်ချင်းဆက်ထဲကိုခိုးဝင်ဖို့ကြိုးစားတာလည်းမအောင်မြင်ခဲ့ပါဘူး။တင်မောပေါ်မှာချိုးရွံ့မှုလေးတွေခဏဖြစ်နေတော့မှပဲ Jam ဟာ Arthur နဲ့စကားပြောဖို့ဘာကိုပဲခဏပြန်သွားပါတယ် Arthur ရဲ့အကြံပေးချက်ကြောင့်သူဟာ Gold Class အခန်းထဲကိုခိုးဝင်ပြီးတင်မောပေါ်မှာပျော်ပပါနေဖို့ဆုံးဖြတ်လိုက်ပါတယ်အာကာသထဲကိုထွက်ကြည့်တဲ့အခါမှာတော့အမကန်အလှတရားတွေကိုတွေ့ရပြီးဒီအချိန်မှာနိုးနေတဲ့တူးသေးသောလူသားဖြစ်နေရတာကိုသူဝမ်းနည်းမိပါတယ်တခါမှာတော့သူဟာစိတ်တက်ကြလုံးလို့အကာအကွယ်ဝစ်စုံမပါပဲအပြင်ကိုထွက်ပြီးကိုအဆုံးစီရင်ဖို့ထိကြကိုးစားခဲ့ပေမဲ့နောက်ဆုံးမိနစ်မှာတော့စိတ်ပြောင်းပြီးပြန်ပြေးဝင်လာခဲ့ပါတယ်အဲ့ဒီမှာတင်သူဟာဆက်ထဲမှာအိပ်ပျော်နေတဲ့ Aurora ဆိုတဲ့အမျိုးသမီးလေးကိုတတိထားမိသွားပါတယ်သူဟာသူမရဲ့ကိုရေးချက်လက်တွေကိုရှာဖွေပြီးလူတွေ့စစ်ဆေးထားတဲ့ဗီဒီယိုတွေကိုကြည့်ရင်သူမကိုဆွဲလန်းသွားပါတော့တယ်နောက်ပိုင်းမှာတော့သူဟာသူမရဲ့စာတွေကိုဖတ်ရင်း Arthur ကိုသူမအကြောင်းတွေပြောပြရင်းနဲ့အချိန်ကုန်လာပါတယ်သူဖြစ်နေရတဲ့အခြေအနေဟာတကယ်ကိုတယောစာတစ်ပုဒ်လိုပါပဲဘဝတစ်အတွက်နောက်ထပ်ကြိုးတစ်ခုကိုသွားပေမဲ့စောနိုးလာလို့မရောက်နိုင်တော့တာရဲ့ကိုယ့်အတွက်အဖော်မှုဖြစ်မဲ့သူကိုတွေ့ပေမဲ့သူမကအိမ်မောကြနေတာရဲ့ကြောင့်ဂျန်တယောက်ဝေခွဲမရဖြစ်နေပါတယ်။ဂျက်ဟာသူမကိုပါနိုးလိုက်ဖို့စိတ်ကူးမိလာပါတယ်။ဒါဟာကျင့်ဝတ်ရမှန်ကလားလို့စဉ်းစားရခက်နေတာပါ။သူမကိုနိုးလိုက်ရင်သူ့အတွက်အဖော်ရမှာမှန်ပေမဲ့သူမရဲ့ဘဝကိုတော့ဒီတင်မောပုံမှာပဲတည်ဆုံးသွားအောင်ဖျက်ဆီးလိုက်တယ်လို့ဖြစ်မှာပါ။ပထမတော့သူစိတ်ကိုထိန်းထားပေမဲ့အချိန်ကြာလာတာနဲ့အမျှမအောင်နိုင်တော့ပဲနောက်ဆုံးမှာတော့သူမရဲ့စက်ကောင်းကိုနိုးလိုက်ပါတော့တယ်။သူမနိုးလာတဲ့အခါဂျက်ဟာပုံနေပြီးသူမကိုသူ့တုံးကလိုပဲအလိုလျောက်စနစ်နဲ့နိုးထခွင့်ပေးထားပါတယ်အတန်ကြာမှသူထွက်လာပြီးသူတို့နှစ်ယောက်တည်းနိုးနေတာဖြစ်ကြောင်းပြောပြကနက်ခက်ကြီးစခန်းကိုခေါ်သွားပါတယ်သူတို့ဟာဒီတင်မောပုံမှာပိတ်မိနေပြီဖြစ်ကြောင်းပြန်အိတ်လို့ရမယ်နီးလည်းမရှိကြောင်းသိလိုက်ရတဲ့အခါအော်ရာတယောက်အရန်ကိုတုံးလို့သွားပါတယ်ရဲဟာသူလုပ်ခဲ့တဲ့အဖြစ်ကြောင့်စိတ်မကောင်းဖြစ်နေပြီးသူ့ကြောင့်နိုးလာတာဆိုတာကိုအော်ရာကိုလုံးဝမပြောဘူးဘာသာကိုမှတ်ထားပါတယ်နောက်ပိုင်းမှာအော်ရာဟာအခြေအနေကိုလက်မခံနိုင်သေးပဲပြန်အိတ်နိုင်မဲ့နီးလန်းတွေကိုလိုက်ရှာပါသေးတယ်တစ်ဖက်မှာလည်းတင်မောရဲ့စနစ်တွေဟာတစ်ခုပြီးတစ်ခုပုံမှုချွတ်ယွင်းလာပါတယ်အော်ရာဟာဂျင်းရဲ့ဘဝအကြောင်းကိုအင်တာဗျူးလုပ်ရင်းသူတို့နှစ်ယောက်ပုံမှုနီးစပ်လာပါတယ်။အော်ရာကသူမဟာ Homestand နဲ့မှတနစ်နေပြီးကဘာကိုပြန်သွားမဲ့ပထမဆုံးသတင်းထောက်ဖြစ်ချင်လို့ဒီခီးကိုထွက်လာတာလို့ပြောပြပါတယ်။အခြေအနေတွေကိုပြုပြင်လို့မရတော့မှန်းသိလာတဲ့အခါမှာတော့ဂျန်ကသူမကိုပြောအောင်ကခုံနာရုပ်ရှင်ကြည့်တာဘတ်စကတ်ဘောကစားတာတွေနဲ့ဖြောပြပေးပါတယ်။ဒီနေ့မှာတော့ဂျန်ဟာသူမအတွက် trace အစာအုပ်ပုံစံတူလေးကိုကိုယ်တိုင်လုပ်ပေးပြီးလက်ဆောင်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာချစ်တူတွေဖြစ်သွားကြပါတယ်။အာကာသထဲမှာအတူတူလမ်းလျှောက်တာအခန်းတစ်ခုထဲမှာအတူတူနေတာတွေနဲ့ပျော်ရွှင်စရာကားသားလေးတစ်ခုကိုဖြတ်တန်းခဲ့ကြပါတယ်။ဒါပေမဲ့တင်မောရဲ့ချိုရင်းချက်တွေကပိုဆိုးလာပါတယ်။အစားအစာဆက်တွေပြက်တာဓာတ်လေသားပြက်တာတွေဖြစ်လာပါတယ်။
ရုတ်တရက်ဆိုသလိုတင်မော့ရဲ့ဆက်သွယ်ရေးစနစ်ကနေအရာရှိတယောက်ရဲ့အတန်ထွက်ပေါ်လာပါတယ်သူကတော့အိတ်ဆက်ချင်းဆက်ချိုးရင်းချက်ကြောင့်နိုးလာတဲ့ကစမန်ခတ်ဆိုပါသူတို့၃ယောက်ဟာတင်မော့ရဲ့အဓိကထိန်းချုပ်ခံကိုတွားပြီးစစ်ဆေးတဲ့အခါမှာတော့တင်မော့ကြီးတစ်ခုလုံးဟာအနေရရှိနေပြီဆိုတာကိုသိလိုက်ရပါတယ်ကဟာဂျန်ကကောရိုရာကိုတမင်နှုတ်ခဲ့တယ်ဆိုတာကိုပါရိပ်မိသွားပါတယ်ဒါပေမဲ့ဂက်ရဲ့အခြေအနေကလည်းမကောင်းပါဘူးဆက်ချိုရင်းမှုကြောင့်နိုးလာတဲ့တန်ရတန်ချက် hibernation sickness ကြောင့်သူဟာသွေးတွေအန်ပြီးအားနည်းလာပါတယ်တင်ရမှာတော့တင်မော့ပေါ်မှာကဘာမြေဆွဲအား gravity ခဏလာပျောက်ဆုံးသွားတဲ့အတွက်ရေကူးကန်ထဲမှာရှိနေတဲ့ငါးဝါတယောက်ရင်းနစ်ပြီးတေးလူနေပါဖြစ်ခဲ့ရပါတယ်ကဲဆာလွန်ခဲ့တဲ့နှစ်ကဂျိုးသိမ်းတိုင်းမိတာကြောင့်တင်မော့ရဲ့အဓိကစနစ်တစ်ခုပျက်စီးသွားတာဖြစ်ပြီးအခုတော့တခြားစနစ်တွေပါဝန်မခံနိုင်တော့ပဲတစ်ခုပြီးတစ်ခုလိုက်ပြနေတာဖြစ်ကြောင်းရှင်းပြပါတယ်ဒါကူအမြန်ဆုံးမပြင်နိုင်ရင်တင်မော့ကြီးတစ်ခုလုံးပောက်ကွဲပျက်စီးသွားတော့မှာပါဒါပေမဲ့ဂတ်ဟာတတိလစ်သွားတဲ့အတွက်ဂျန်နဲ့ဘာဝရာတို့ကစီးကန်းကိုပို့ပေးခဲ့ရပါတယ်တင်မော့ရဲ့ကိုယ်ထဲမှာအပေါက်တွေဖြစ်နေတာကိုလည်းဂျင်းတို့တွေ့ရှိသွားပြီးအချိန်နေဟာတကယ်ကိုစိုးရိမ်စရာဖြစ်လာပါတော့တယ်သူတို့နှစ်ယောက်ဟာဂျိုတင်တိုင်းမိခဲ့တဲ့လမ်းကြောင်းတိုင်းလိုက်ကြည့်ရကနေတင်မော့ရဲ့ nuclear reactor reactor ကိုထိန်းချုပ်တဲ့ကွန်ပျူတာပျက်စီးသွားတာကိုတွေ့လိုက်ရပါတယ်။ဂျန်ကအပူပစ္စည်းရှာပြီးလဲလှယ်ပေးခဲ့ပေမဲ့ reactor ရဲ့အပူငွေ့ထုတ်လွှတ်တဲ့စနစ်ကအလုံးမလုံးသေးပါဘူး။အပြင်ကနေလက်နဲ့တိုက်ရိုက်ဖွင့်ဖို့ကြိုးစားပေမဲ့လည်းမအောင်မြင်ပြန်ပါဘူး။နောက်ဆုံးမှာတော့ဂျန်ကတင်မော့အပြင်ဘက်ကနေလေဝင်ပေါက်တကားကိုကိုယ်တိုင်သွားခွင့်မှ reactor အေးသွားမယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ရဲဟာအပြင်ထွက်ဖို့ပြင်ဆင်ပြီးသူကမလာနိုင်ခဲ့ရင်တုံးဖို့အတွက် Gasman Q's ရဲ့အခွင့်အာဏာသုံးလက်ပတ်ကိုဝါရကိုပြီးခဲ့ပါတယ်။ဝါရကသူ့ကိုဝစ်စုံကိုပေးရင်သူမရှိပဲဒီတင်မောပေါ်မှာစက်မနေနိုင်တာမို့တေချာပေါက်ပြလာခဲ့ပါလို့တောင်းဆိုပါတယ်။ဝါရက reactor ခန်းထဲမှာအပူချိန်ကိုစောင့်ကြည့်နေချိန်မှာပဲ reactor ထဲကမူလီတစ်လုံးလွတ်ထွက်လာပြီးသူမရဲ့လက်မောင်းကိုထိမှန်သွားပါတယ်။တစ်ဖက်မှာလည်း Jer ဟာအပြင်ဘက်ကနေလေဝင်ပေါက်တကားကိုဖွင့်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့တကားကပြန်ပိတ်နေတာကြောင့်သူကိုယ်တိုင်တကားကိုဆွဲဖွင့်ထားမှရမယ်ဆိုတာသိလိုက်ရပြီးဝါရကိုအပူငွေ့တွေလွှတ်ထုတ်ဖို့ပြောလိုက်ပါတယ်ကျင်းတီသွားမှာကိုစိုးရိမ်လို့ဝါဝရာကညှင်းဆန်နေပေမဲ့ငါတို့တင်မော့ဘော်ကကျန်တဲ့လူတွေကိုကဲရမယ်ဆိုတဲ့ချင်းပြထောင်ခတ်မှုကြောင့်နောက်ဆုံးမှာတော့ဒူမအပူငွေ့တွေကိုလွတ်ထုတ်လိုက်ပါတယ်ဒီအတားကြီးပောက်ကွဲမဲ့အနေရကနေကင်းဝေးသွားပေမဲ့ထွက်လာတဲ့အရှိန်ပြင်းလာတဲ့အပူငွေ့တွေကြောင့်ဂျန်ဟာအာကာသထဲကိုလွတ်ထွက်သွားပြီးသူ့ကိုချိတ်ထားတဲ့ကျိုးလဲပြတ်သွားပါတယ်သူ့ရဲ့အောက်ဆီဂျင်ဝတ်စုံထဲမှာလည်းလေယူစိမ့်မှုတွေဖြစ်လာပါတော့တယ်အော်ရိုရာဟာအချိန်မဆွဲပဲအပြင်ထုတ်ဝစ်စုံကိုဝတ်ပြီးဂျမ်ကိုကဲဖို့ထွက်လာခဲ့ပါတယ်။သူမရဲ့ကြိုးကတိုးနေပေမဲ့အစွမ်းကုန်ကြိုးစားပြီးတွင်းမျောနေတဲ့ဂျမ်ကိုဖမ်းမိကတင်မောရဲပြန်ခေါ်လာနိုင်ခဲ့ပါတယ်။စီကန် infirmary ကိုရောက်တဲ့အခါမှာတော့ဂျမ်ဟာအသက်မရှိတော့ပါဘူး။ဒါပေမဲ့ရိုရာဟာမန်ကျူဆိုရဲ့လက်ပတ်ကိုတုံးပြီးအစစ်မြင့်စေကူတာမှုစနစ်ကိုအမိတ်ပေးကဂျမ်ကိုအသက်ပြန်သွင်းဖို့ကြိုးစားပါတယ်။ကန်ကောင်းစွာနဲ့ပဲဆက်အလိုလျောက်စနစ်ကဂျမ်ကိုအသက်ပြန်ရှင်အောင်ကဲတင်နိုင်ခဲ့ပြီးရိုရာကလည်းအချင်းရဲ့အမားတွေကိုခွင့်လွှတ်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်သူတို့ဟာ Arthur ကိုပြန်ပြင်ပေးခဲ့ပြီး Desmond Kelso အတွက်လည်းအာကာသတကြိုချင်းအခမ်းအနားပြုလုပ်ပေးခဲ့ပါတယ်။ဂျန်က Aurora ကိုစီးကန်းတဲ့ကစက်ခေါင်းကိုတုံးပြီးဒူမတယောက်တည်းပြန်အိတ်လို့ရမယ့်နီလန်ကိုရှာတွေ့ခဲ့ကြောင်းပြောပြပါတယ်။ဒူမကိုဒီဆက်ထဲဝင်ပြီးခီးဆုံးထိအိတ်ဆက်သွားဖို့တိုက်တွန်းခဲ့ပေမဲ့ Aurora ကတော့ညှင်းပယ်ခဲ့ပါတယ်။ဒူမဟာဂျန်နဲ့အတူတူပဲဒီတင်မော့ပေါ်မှာနိုးနိုးကြကြဆက်နေဖို့ဆုံးဖြတ်လိုက်တာပါ။ဂျန်ကဒူမကိုလက်ထပ်ခွင့်တောင်းခဲ့ပြီးသူတို့နှစ်ဦးဟာတင်မော့ပေါ်မှာအားပဲဘဝကိုအတူတူပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။နောက်ထပ်88နှစ်ကြာတဲ့ဘဝတင်မော့ကြီးရဲ့မစတန်နစ်ကိုဆိုက်ရောက်တဲ့အခါမှာတော့နိုးလာတဲ့အဖွဲ့သားတွေဟာတင်မော့ရဲ့အလဲကောင်မှာတစ်တင်ပန်းမှန်တွေနဲ့စိမ့်နှန်းစုကြည်နေတဲ့ဥယျာဉ်ကြီးတစ်ခုကိုအဝတ်ခွဲတွေ့လိုက်ရပါတယ်။အော်ရိုရာခြံထားခဲ့တဲ့သတင်းစကားထဲမှာတော့ကျန်တဲ့လူတွေအိမ်မောကြနေစဉ်မှာတူမနဲ့ဂျင်တို့ဘလို့အဓိပ္ပာယ်ရှိတဲ့ဘဝကိုတိဆောက်ခဲ့ကြတယ်ဆိုတာကိုပြန်လည်ပြောပြထားပါတော့တယ်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ movie recap ဗီဒီယိုတွေကိုဆက်ကြည့်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါဦးခင်ဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။